သူရဆိုတဲ့ကြောင်ထီးတစ်ကောင်ဟာဖြူဖြူပြပြနဲ့ညိုညိုဆိုတဲ့ကြောင်မ3ကောင်နဲ့လက်ထပ်ခဲ့တယ်လက်ထပ်ပြီးမကြခင်မှာပဲဖြူဖြူဟာကိုဝင်ရသွားခဲ့တယ်ဒါကြောင့်သူရရဲ့ချစ်ခင်မှုကိုအခြားသူတွေထက်ပိုခံရတော့ပြပြနဲ့ညိုညိုတို့2ကောင်ဟာမနာလိုစိတ်တွေကြီးစိုးလာခဲ့တယ်တရက်မှာကောက်ကျစ်တဲ့ကြောင်မ2ကောင်ဟာကိုဝင်ရှိနေတဲ့ဖြူဖြူကိုထိုင်ကုန်ပေါ်ကနေတွန်းချလိုက်ကြတယ်သူရကဆေးရုံကိုအမိလိုက်ပို့ပေမဲ့ကံမကောင်းစွာနဲ့ပဲဖြူဖြူရဲ့ကိုဝင်ပြက်ကျသွားခဲ့ရတယ်ဆေးရုံကနေပြန်ရောက်လာတဲ့အခါဝမ်းနည်းစွာငိုကြွေးနေတဲ့ဖြူဖြူကိုသူရကလုံးဝမနစ်သိမ့်တော့ပဲသူ့ရဲ့ပေါင်ပေါ်ကနေတွန်းချလိုက်တဲ့ဖြူဖြူခန့်များမှာတော့ကလေးလေးပြက်ကျခင်မွန်းဖြစ်သူကပါလစ်လူရှုခံရတာကြောင့်ပိုပြီးဝမ်းနည်းစွာငိုကြွေးနေခဲ့ရတယ်။သူရကတော့ပြပြနဲ့ညိုညိုတို့ရဲ့ချောမောမှုအောက်မှာပျော်ရွှင်နေပြီးအိမ်ယာပေါ်မှာတာယာနေခဲ့ကြတယ်။ထိုအချိန်မှာကောက်ကျစ်တဲ့ကြောင်မနှစ်ကောင်ဟာသူရရဲ့အချစ်ကိုသူတို့ပဲအပိုင်ရဖို့အတွက်ကိုဝင်အတုလုပ်ဖို့စီစဉ်နေကြတယ်။သူတို့ဟာပိုက်ထဲမှာဘောလုံးထဲကကိုဝင်အတုလုပ်ဖို့စ조사ပြီးစိတ်ကူးထဲမှာပျော်ရွှင်နေခဲ့ကြတယ်။ကိုဝင်အတုရပြီဆိုတာနဲ့ပြပြနဲ့ညိုညိုတို့ကကိုဝင်ရနေပြီလို့သူရကိုပြောလိုက်တယ်။သူရကလည်းအယမ်းဝမ်းသာသွားပြီးဖြူဖြူကိုအိမ်ပေါ်ကနှင်ချဖို့ချက်ချင်းပြောလိုက်တယ်။တနာစရာကောင်းတဲ့ဖြူဖြူဟာပြပြနဲ့ညိုညိုတို့ရဲ့ကောက်ကျစ်မှုကြောင့်အိမ်ပေါ်ကနေမောင်းထုတ်ခံလိုက်ရပြီးတယောက်တည်းထွက်ခွာခဲ့ရတယ်။သူရကဝမ်းသာအားရနဲ့ကိုဝင်အတုဆောင်နေတဲ့ကြောင်မနှစ်ကောင်ကိုတန်ဖိုးကြီးဆွဲကြိုးတစ်ခုစီဝယ်ပေးလိုက်တယ်။ဆွဲကြိုးပေးလိုက်တဲ့အခါ2ယောက်သားလူရဲနေကြစင်မှာပဲရုတ်တရက်လူရဲမှုကြောင့်သူတို့ဘိုက်ထဲကထည့်ထားတဲ့ဘောလုံးဟာဘုံဆိုပြီးပေါက်သွားခဲ့တယ်။သူရဟာလှည့်စားခံရမှန်းသိပေမဲ့ကြောင်မနှစ်ကောင်ကတော့ရန်ဖြစ်နေစေဖြစ်ပါတယ်။ထိုအခါမှသူရဟာဖြူဖြူကိုအိမ်ပေါ်ကနှင်ချမိတာကိုနောက်တရကဝမ်းနည်းစွာငိုကြွေးနေခဲ့ရတယ်။ငါနောက်ခါကျရင်ကို့ဘော်ကောင်းပေးမဲ့မိမတယောက်ပဲယူတော့မယ်လို့လေသူ့ကိုယ်သူဆုံးဖြတ်လိုက်ပါတော့တယ်။မင်ရဲ့ YouTube channel လေးကို Subscribe လုပ်ထားပေးပါနော်။